နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒုက္ခသည်အကြက်အတဲကြောင့်နိုင်ငံရဲ့စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာ PR တွေပိုပြီးနှက်ဆိုင်လာနေတယ်လို့ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကပြောဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥစမန်ကကြာသပတေးနေ့ကကျင်းပတဲ့သင်တန်းဆင်းပွဲတစ်ခုမှာပြောကြားခဲ့တာပါ။မြန်မာဒုက္ခသည်အကြက်အတဲကြောင့်နိုင်ငံရဲ့စီးပွားရေးနဲ့တဘာဝပတ်ဝန်းကျင်အပေါ်မှာ PR တွေတိတာထင်ရှားစွာတက်ရောက်နေတယ်လို့သူကထောက်ပြပြောဆိုခဲ့တာပါ။အထူးသဖြင့်ဒုက္ခသည်စခန်းတွေနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာမူရစ်ဆေးဝါးမှောင်ခိုကူးမှုတွေတရားမဝင်ရာဇဝတ်မှုတွေပုံမှန်များပြားလာနေတာဟာနိုင်ငံရဲ့အမျိုးသားလုံခြုံရေးအတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာတယ်လို့သူကဆိုပါတယ်။ဒုက္ခသည်အရေးအပြင်စစ်တကောင်းတောင်တန်းဒေသအတွင်းမငြိမ်မသက်မှုတွေအိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်ပွားနေတဲ့နေဆက်ပြဿနာတွေနဲ့စွမ်းအင်အကြက်အတွေးတွေကိုလည်းသူကအလေးပေးထည့်ချပြောကြားခဲ့ပါတယ်ရှင်။